Hello မင်္ဂလာပါကျွန်တော်ဒီမှာဒီနေ့ပိုင်းမှာတော့ဒီ Revenger ကြီးကိုကျွန်တော်တိုက်နေပြီပေါ့နော်ကဲနေပါမုံလေးကိုစားအောင်မယ်ကွာဒီကောင်ကမြန်လိုက်ရလမ်းချောက်လိုက်ရမြန်လိုက်လာဟောရောင်ကြီးဟာရှောတော့မယ်လေတူပါပဲ Oh shitဟာမင်းလာတဲ့အချိန်ကျရင်ဒီကောင်လာနဲ့ကျွန်တော်ဒါမို့လေးပိတ်လိုက်မယ်ဒီကောင်ဒီထဲဝင်သွားရင်ဟာမဝင်ဘူးကဟဲ့အောင်ကြီး Oh shitအမြန် Okay ဒီမှာရပြီ yo ကဲဒီကောင်ကြီးငါ့ကိုမနိုင်ပါဘူးကွာငါဘယ်လိုလုပ်လို့မရပါဘူးငါဆရာကြီးဆိုတည့်ပါလားငါ့ကိုမနိုင်ဘူးအေးစီဒါလေးကိုလူလေးကာလိုက်မယ်ကဲဒါမလေးကာပြီးတိုင်းကဲကျွန်တော်တို့တိုင်းပြည်ကိုပြန်ပြီးတော့သတိပေးရမယ်ပေါ့နော်ဒီအောင်မိပြီဆိုတော့မရှင်အောင်မြင်ကြောင်းကျွန်တော်တို့သွားပို့ရမယ်နောက်ပြီးတော့ရင်ဒီကောင်ကြီးကိုတိုင်းပြည်ကိုခေါ်သွားပြီးတော့ခြံခတ်ပြီးဖမ်းထားမယ်ပေါ့နော်ကြည်အောင်ဗျာကျွန်တော်တို့တိုင်းပြည်ကိုလည်းရောက်ရောဒီမှာ bad omen effect ကြီးချနေရဲ့ဗျအဲ့လိုနဲ့ကျွန်တော်တို့ဒီတိုင်းပြည်ကိုကျွန်တော် rate တွေလာတိုက်ပြီးပေါ့နော်လို့ဘက်အိုမန် effect ကြီးနဲ့ rate တွေလာတိုက်တာတွေကျွန်တော်လည်းမသိဘူးဗျမကျိုး rate တွေကအတက်လူကြီးလာတိုက်ပြီးအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကောင်တွေအသင့်ပြင်ခိုင်းထားတော့မယ်ပေါ့နော်ရောင်းနေအသင့်ပြင်ငါတို့ rate တွေလာတိုက်တော့မယ်ငါတို့အဲ့လိုနဲ့ကျွန်တော်တို့ rate တွေကိုစပြီးတော့ခုခံရတော့မယ်ပေါ့နော်ကဲ rate တွေကဘယ်နားမှာ spawn လဲဆိုတော့ like ရှာနေပါတယ်ကျွန်တော်ဟိုမှာထိုးတောင်းအနိုင် yes အားလေးကြပြီနော်ကျွန်တော်အဲ့ဒါတော့ရသွားပြီ let's go ဒီမှာ rate တွေအများကြီးပဲဗျစောထိသွားတယ်မြားချက်ကြောင်ပဲကျွန်တော်ရေရောက်ထဲမှာမိလဲသွားခဲ့တယ်ပေါ့နော်ဟာဘာလဲအိုးကိုဘို့ကျွန်တော်ဘယ်ကိုရောက်လာလဲမသိဘူးငါတို့တိုင်းပြည် rate တွေဒိမ်းမပြီးကွာကြောင်မလို့ဒီမှာငါတို့ဖမ်းထားပြီဒီကောင်နေရဟာရောင်ကြီးဟိုမှာရောအဆောင်နေကွာဒါနဲ့ထိုင်လာဘယ်ရောက်သွားတော့မလို့အဲ့ကောင်က rate တွေခေါ်လာလို့ပါလာပြီလို့ကြားလေကွာယိုဒီမှာပါမုံလေးနဲ့ဓာတ်လေးနဲ့ကြွတာဟုတ်ကျေးဇူးပါဗျာကျွန်တော်ဓာတ်ရမ်းစားနေတာဗိုက်ရမ်းစားနေတာပဲဟမ်ဒါနဲ့တွက်ဘူးလို့ဟဲ့လူကြီးကျွန်တော်ကဲအောင်ဟဲ့လူကြီးကျွန်တော်ဖမ်းခံထားလို့ပါမျိုးပါဒီကောင်လေးကိုအိုင်လွဲပြီးထားမယ်ဟုတ်ကဲ့ပါဗျာကဲကိုဘို့တို့ဒီမဲ့အဲ့လူကကျွန်တော်ဒီ radio အိုင်လွဲပေးထားမယ်လို့ပြောရအဲ့တော့ကျွန်တော်ရင်ထွက်ပြေးလိုက်မယ်နောက်ပြီးတော့ရင်ကျွန်တော်ရဲ့ရွာကိုကျွန်တော်ပြန်ကဲတင်ပေးမယ်ဗျာကျွန်တော်ရွာကိုကျွန်တော်ပြန်သိမ်းပေးမယ်နောက်ပြီးတော့ရင်တော့ကိုဘို့တို့ကိုလာကဲလိုက်မယ်ဗျာ Okay အမြန်ပြေးမှရမယ်ဟာမြင်းနေဟိုကောင်မြင်သွားပြီ no wait ဒီကောင်အမြန်အစားဖြောင်းမှရမယ်ဟိုငါရှောသွားလိမ့်မယ်ငါသတင်းပေါက်ကြားသွားလို့ရှိရင်ငါတန်းသေးသွားလိမ့်မယ်okay ဒီကောင်ကအစားဖြောင်းမှရမယ်ကဲတိုင်းပြည်ကိုပြန်မှရမယ်တိုင်းပြည်ကဘယ်နာမှလည်းမသိတော့ဘူးno wait ငါရှောက်သွားမှဖြစ်တော့မယ်အေးဒီဘဲကိုငါကျိုးနဲ့ချီထားလိုက်မယ်ဟိုအားလုံးပဲတွေးလိုက်ကြလားတော့မသိဘူးဗျာဒီကောင်ရဲ့နာမည်က Mr. Bless လို့ခေါ်တယ်ပေါ့နော်Okay ကျွန်တော်တို့သူ့ကျိုးနဲ့ချီထားလိုက်တယ်ဗျကဲခုတော့ဟိုမှာဟိုရှိမှာမျိုးရိုးကြီးပဲ Yes အဲ့ဒါငါတို့တိုင်းပြည်ပဲတူတယ်ကဲဒီနားမှာ rate တွေကရှိသေးတယ်ဗျကျွန်တော်ရဲ့တိုင်းပြည်ကိုကျွန်တော်လာမှာတိနေလို့လားမသိဘူးစောင့်နေရပေါ့နော်ဒီကောင်ကတတ်မှဖြစ်နေဒီကောင်ကတတ်မှတယ် Oh shit မဖြူငါဒီချက်မှန်ရှော့ပြီမလီတော့ပါသေးဒီကောင်အန်ချန်ထားတာဗျဒီကောင်ဟာကြီးက Oh my god drown နေရောကြီးကဲအမြင်ဒီကောင်လာပြီအောက်မှာ drown ကြီး try တိုင်းနဲ့ကျွန်တော်တွေ့လိုက်ရဗျ try နဲ့လာမိလို့ကတော့ကျွန်တော်သွားပြီ try တိုင်းကိုကျွန်တော်မိသွား Oh shit တော့ပါသေးရဲ့ခုနကြားလိုက်ရမယ်ကျွန်တော် try တိုင်းနေတယ်မှာကျွန်တော်လိုက်ပြစ်နေတာပေါ့နော်ကဲငါတို့တိုင်းပြည်ကိုရောက်အောင်ဝင်မှရတော့မယ် Okay ငါတို့rate ကမရှိတော့ဘူးလားဟာrate မရှိတော့ဘူးနော် Okay တော့ပါသေးရဲ့ဗျာရှိသေးတယ်ဟာရှိသေးတယ် rate ကကဲ Okay ကျွန်တော်ရှိလဲကျွန်တော်ရဲ့တိုင်းလူပြည်သားတွေကိုကျွန်တော်ပြန်ပြီးတော့ကာဝယ်ပေးရမယ်ပေါ့နော်ဒီမှာကျွန်တော်ရဲ့တက်လေးရောဒီထဲမှာတော့ငင်းချင်းပဲဗျကဲရောက်နေငါမင်းတို့လာကာဝယ်ယူဒီတိုင်းပြည်ကိုငါတို့ပြန်ယူမယ်ငါလည်းဒီလိုပူအောင်တိုက်ခိုက်ပေးကွာတိလားဒီ rate တွေကိုငါတို့ပြန်တိုက်ထုတ်ပေးမယ်ကွာ let's go ကဲ Okay ငါတို့ rate တွေဘယ်နာမှတော့မတည်ဘူးချရမယ်ဒါပေမဲ့ rate ကိုငါတို့ရအောင်တိုက်မယ် Okay ဒီမှာကျွန်တော် rate တွေကတော့ဒီဘက်မှာ spawn နေတယ်အဲ့တော့ဒီနေရာကကျွန်တော်မေ့လဲသွားနေရပဲကျွန်တော်ဖမ်းသွားနေရပဲဒါနဲ့ iron golem တွေကဘယ်လိုအများကြီးဖြစ်နေတာငါတို့တက်မှာ iron golem တွေလောက်မများပါဘူးကွာ Oh crossbow ဒါပဲကျွန်တော်ဒီကောင်လေးကိုတက်လို့ကြားတဲ့ item တွေနဲ့ပဲဒီကောင်လေးကိုပြန်ကျုံးရမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှဘာ item မှလည်းမရှိတော့ဘူးဗျာဟောဒီမှာဘိုးတွေဒီမြားလေးနဲ့ကျွန်တော်တို့ arrow တွေနဲ့ဒီ crossbow တွေနဲ့ကျွန်တော်တို့ပြန်ပစ်မယ်ဒီကောင်လေးကိုသူတို့စီကလက်နက်တွေလည်းကြားတယ်ပေါ့နော် Okayဒီကောင်ကတက်သားပဲအိုင်းကိုလည်းနဲ့တော်တော်ယူစမောနေဗျဘာလို့လဲမသိဘူးကျွန်တော်တို့တိုင်းပြည်မှာအဲ့တော့အိုင်းကိုလည်းနေမပေါ်ဘူးဗျမဟုတ်မှလေဒါတက်ကူကြီးလားမသိဘူးတက်ကူဆိုလဲဒီနားမှာဘာတိုင်းပြည်မှာမှမရှိရနော်ဘလို့တက်ကူရှိမှာတော့နည်းနည်းတော့အုံစားသွားပြီကွာဒါကြီးကအိုင်းကိုလည်းနဲ့တော်တော်ယူများတယ်ကွာမြို့အပြင်မှာဘလို့အိုင်းကိုလည်းနေတော်တော်ယူများနေရတာတော့ရောက်နေတော့ Revenger ကြီးကွာချာဒီကောင်ဝိုင်းချ
yes ငါတို့ကောင်တွေမမြားလေးနဲ့ရောဓာသမားတွေကိုဝိုင်းချ yay ငါတို့ကောင်တွေပူပေါင်းအင်အားကြောင့်ဒီ Revenger တစ်ကောင်တော့နိုင်ခဲ့ပြီကွာဒါပဲနောက်ထပ် raid တွေရှိသေးရဲ့လို့တော့ထင်တယ်အော်ဒီမှာဓာကြီးဘာသားတော့အိုးကောင်းလိုက် that's my no back 1 okay အဲ့ဒါကောင်းတယ်အဲ့ဒါကောင်းတယ်အဲ့ဒါကောင်းတယ်အဲ့တော့ဒီဓာတ်နဲ့ပဲကျွန်တော်တို့ကျုံတော့မယ်ဒီကောင် action ထားတယ်လေကောင်းတယ်နင်းတော့ဟိုနားမှာပဲ raid တွေက okay ဒီကောင်ကျုံတော့ကောင်းတယ်မအုတ်ထုတ်တစ်လုံးတော့ရပါပြီဗျ okay ဟောဒီကောင်းတယ်ကြရသေး oh shit noဟိုတော်ပြီငါမနိုင်တော့ဘူးတော်ပြီငါကောင်းနေနဲ့လွှဲထားရတော့မယ်အားလုံးပဲကြီးကြပါအောင်ဗျာဒီမှာကြည့်အောင်အာယုခိုလမ်တွေကဒီလောက်ကြီးထိများပြားနေကြိုးတော်တော်ကြီးစပွန်းနေအိုးဒီမှာဖက်နဲ့ဒါပဲအဲ့ဒါကောင်းတယ်ဖက်နဲ့လေးဝေးလိုက်မယ် let's go ဒီမှာကျွန်တော်ထိုးတန်းရောအနိုင်ကြီးလေးလည်းရတယ်ပေါ့နော်ဒီကောင်နဲ့ဒီနားကြီးမှာစပွန်းလာတာပဲကျွန်တော်ကောင်တွေတော်တော်ကြီးကိုရှော့သွားရကျွန်တော်ကောင်တွေကိုတန်းစီခိုင်းထားတဲ့နေရာမှာစပွန်းသွားတာဒီကောင်တွေ okay ဒီမှာဘာပြော no Revenger ကြီးဖြောင်ကြီးသွားမင်းတို့ကောင်တွေသွားကြုံအဲ့ကောင်သွားကြုံသွားလောက်အားဒီ rate ကိုနိုင်မှရမှာကွာနိုင်အောင်တိုက်မှရမှာသိလားဒီ rate တွေနဲ့ငါတို့ရဲ့ပြိုင်ပွဲကဒီငါတို့တိုင်းပြည်ပေါ်မှာမူတည်နေကွာသိလားဒီငါတို့သာနိုင်ရလို့ရှင်ငါတို့တိုင်းပြည်ကိုပြန်ရမှာပဲကွာ oh no Jory မထိုးတောင်းအနိုင်ကုန်သွားပြီဖြောင်ကြီးငါအမြန်လုံးမှရတော့မယ်အော်တော်သေးငါတို့နိုင်တယ်ဘာပြောငါတို့နိုင်တယ်ကွာ yes တော်ပါသေးကွာဟေးအောင်ရေးသွားပြီရွာထဲမှာ last born ဒီကောင်တွေကအမြန်ရောက်ရေးမကြည့် Revenger ကြီးဟိုတော့ငါတို့ short လုံးပြူနော် no ငါကောင်တွေ short ကုန်ပြီမအချက်နေဖို့ဒါပဲကောင်းတယ်ဒါပေမဲ့ငါကောင်တွေ short ကုန်ပြီကွာ no တွားပြီငါကောင်တွေ short ကုန်ပြီပဲမင်းကြောင်ကွာမင်းကြောင်ကွာအတိလားအဲ့ကောင်ဝိုင်းကြောင်ရောက်နေအဲ့ကောင်ဝိုင်းကြောင်ငါတက်သားကြီးအကုန် short ကုန်ပြီဟာရောက်သွားပြီ no evoker ကြီးဟေးအောင်ရေးသွားပြီဟေး no တော်ပြီဟေးအောင်ရေး evoker vest တွေထုတ်ပြီးမှရှော့သွားတာကဲနောက်ဆုံးတစ်ခေါက်မဲကြံတော့ရထင်တာပဲကျွန်တော်တို့ all my vest ကြုံအဲ့ကောင်ဝိုင်းလို့ကောင်းတယ်နောက်ဆုံးတစ်ခေါက်ဒီအောက်ထဲမှာလားမသိဘူးဗျကျွန်တော်ထင်တာကလေဒီအောက်ထဲကိုနည်းစူးစမ်းလိုက်မယ်ရှိတော့မရှိဘူးဗျသိလားဒီကောင်ကဘယ်မှာတော့ကွာနောက်ဆုံးတစ်ကောင်ကဘယ်မှာတော့oh yes ငါတို့ raid နိုင်သွားပြီ raid နိုင်သွားပြီ oh shit တော်ပါသေးရဲ့ကွာနိုင်သွားလို့ကဲနောက်ဆုံးတော့ raid နိုင်သွားပြီ raid နိုင်သွားရင်ကျွန်တော်တို့ကိုဘိုးတို့ကိုသွားခေါ်ကြရအောင်ကဲညာရင်းချင်းကိုဘိုးတို့ကိုပြန်ခေါ်မယ်ကျွန်တော်တို့ကြည့်လိုက်စစ်ကူလေးကြောင့်နိုင်သွားသီးလားဒါနဲ့တပါကြီးကိုဟဲ့အောင်ကြီး no wait ကိုဘိုးတို့ဘယ်ဝါတော့ oh no ကိုဘိုးတေးသွားလားမသိဘူး oh shit သွားပြီငါတို့တိုင်းပြူပြန်ရမယ်မဟုတ်ရင်ငါတို့အနေများရကိုဘိုးတို့ကဘလို့တေးသွားတော့ကွာသွားပြီအာယုံကိုလည်းနေပေါ်လာတဲ့ကြောင်ကိုဘိုးတို့ရှော့သွားတဲ့ကြောင်ကခေါင်းလေးရှုံနေဟာဖိုးတိုအိုးတော်ပါသေးရဲ့ကွာပြန်တွေးလို့ဒီကောင်ဘလို့ဒီအိမ်ကိုရောက်နေရတော့သူ့အိမ်သူထားနဲ့ဒီကောင်ကဘယ်သူတော့ဟာ Mr. Bless တဲ့ငါတို့ကဲခဲ့တဲ့လူပဲဖိုးတို့သူဘလို့ပြီးတော့ဒီရောက်နေရတော့ဖိုးတို့ရှင်းပြအောင် နာမင်းတို့တက်ကိုကဲခဲ့တာပဲကွာအိုင်ကိုလန်ညငါကိုလန်ထုတ်ပြီးခဲ့တာဒါပြီးတော့မင်းရင်တော့မင်းရင်ကတော့ကဲခဲ့တဲ့ဝတ်ကလေးကငါပဲကွာ သွားတယ်ဒီဝက်နေတဲ့သူနဲ့ရတယ်ဟွာတဲ့သူကစကားကောင်းမပြောဘူးလေဝက်ကလည်းမရိုင်းနေတဲ့အဲကြောင့်မလို့အဲ့ဝက်ကိုလည်းတက်လိုက်တော့တဲ့ဘင်းကြီးတို့ပြောတယ်ပေါ့နော်နောက်ပြီးတော့အဲ့ဝက်သားကိုလာပြရတယ်အဲ့ဝက်ရဲ့တက်လိုက်တဲ့ဟာကိုပေါ့ကျွန်တော်ဘယ်တက်ရမှာတော့နော်အဲ့ကျွန်တော်ကျိုးနဲ့ခေါ်သွားပြီအပေါ်ခေါ်သွားပါတယ်ကျွန်တော်အားလုံးပဲသိကြလားမသိဘူးပဲကျွန်တော်တို့ season 1တော့ကျွန်တော်ခဲ့တဲ့ work လေးပဲဟိုအခုမှကျွန်တော်ရှင်းသွားပြီပေါ့နော်အဲ့ဒီတော့ကြောင့်မလို့အားလုံးပဲဒီ rate ကိုတိုက်ပေးခဲ့တာသူ့ရဲ့ကျေးဇူးကြောင့်ပါအားလုံးပဲအဲ့တော့အားလုံးပဲ video လေးကိုကြိုက်ရင် subscribe လေးလုပ်ပေးခဲ့ပါအားလုံးပဲနောက်နေ့ video မှာပြန်တွေ့ကြမယ် bye bye